Hello အားလုံးပဲမင်္ဂလာပါရှင်။တမီးနာမည်ကတော့ Y ပါ။ဒီနေ့ vlog လေးကတော့ Y ရဲ့တနေ့တာ vlog လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါကတော့ဖြောသားဖို့လုပ်နေတဲ့ပါဝင်ပစ္စည်းလေးပါ။ကျိတ်စင်းနဲ့မကျိတ်ခင်ပေါ့ဒါကတော့ကျိတ်စင်းနဲ့ကျိတ်ပြီးတဲ့အချိန်ပေါ့။ပြီးဘူးလေးထဲကိုထည့်လိုက်ပါတယ်။ဒီဟာကကြတော့ဒီညနေမှာရှိတဲ့ဝက်ချန်လေးအတွက်တစ်တော်စီတော့ပေါ့နော်။ရေကတစ်တော်မှာထည့်သိလိုက်ပါမယ်ရှင်။အနည်းဆုံးတရက်လာပဲထားရတော့ကားတာပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ Y ကလိုက်လိုက်ပါတယ်လိုက်ထဲမှာစကားလေးပြောအမှစကားလေးလေးရှိပြီးကိုဆွဲထားတဲ့ပကြီးအကြောင်းလေးပြောပြလိုက်လွှဲလိုက်ဒီလိုပဲပေါ့နော်ပြီးရင် Y ကပကြီးဆွဲတဲ့တူတရားဆိုတော့ order လေးလက်ခံရတယ်ဒီမှာကြတော့တမီးလေးတော့အလုပ်ထဲကအမတရားအမပုံဆက်ပြပါဆိုပြီးတော့ခဲပကြီးပုံလေးကိုဆက်ပြဖြစ်ပါတယ်ရှင့်ဒီအမတောက်ဆိုတာကြတော့ခဲပကြီးပုံလေးကြိုက်တယ်တဲ့အဲကြောင့်မခဲပကြီးပုံလေးကိုဆက်ပြပါတဲ့အဲ့တော့ကိုကလည်းအကောက်ဆုံးဖြစ်အောင်လို့ကြိုးစားပြီးဆက်ပြပါတယ်ရှင့်ဒါကတော့ရလက်လေးပါရှင့်ပြီးခါနေပြီပေါ့နော်ဒါကတော့နောက်ဆုံးပြီးသွားတဲ့ပုံလေးပါရှင့်ပြီးရင်မကြီးနဲ့အတူမလာကျူးမြင့်လေးအတူစားခဲ့ပါတယ်မကြီးကမလာကျူးမြင့်ရမ်းစားချတယ်ဆိုလို့တမီးကဝကြည့်ခဲ့တာပေါ့နော်သူအရင်ကြိုက်တယ်တဲ့ကဲစောတိကြီးပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးကိုတွေ့ရဖို့အတွက် Y ရဲ့အကောင့် follow လေးနဲ့ခက်ကြပါအောင်နော်အားလုံးဘိုင်ဘိုင်ပါရှင်တတ